အရင်စားကောင်းတယ်နော်သူ့တိုင်းပဲစားစော့လေးနဲ့ပဲတို့စားရပါအောင်ဗျာcrispy ပုံစံကြော်ထားတာလုံးဝကိုမှစားလိုက်တဲ့အခါမှာအပြင်ခုံလေးကကျွတ်ရွနေပြီးတော့အထဲထဲမှာ juicy အပြည့်နဲ့ရှိနေမယ်ဒါလေးကတော့ကိုရီးယားစတိုင်ကြက်ချိုချင်းကြော်လေးပါဓာတ်ကန်းချောင်းနှစ်နဲ့တေးသေးချာချာလေးစော့လေးနဲ့ကြော်ထားတဲ့ကြက်ချိုချင်းကြော်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ကြက်ချိုချင်းကြော်နဲ့ပဲတွဲစား crispy ကြက်ကြော်နဲ့ပဲတွဲစားအရန်ကိုမှလိုက်ဖက်တဲ့ mayonnaise စော့လေးပဲဖြစ်ပါတယ်ဒါကတော့မင်းသားကြီး crispy ကြက်ကြော်ပဲဖြစ်ပါတယ်အပြင်ခွန်လေးကျွတ်ရွာပြီးတော့အထဲက eat ဆက်ပြီးအရန်ကိုမှစားကောင်းတဲ့ကြက်ကြော်နီးလေးပဲဖြစ်ပါတယ်နောက်ပိုင်းမှာအသေးစိတ်ကြော်ပြပေးပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်ကကြက်ကြော်ကြော်နီးကိုစနစ်တကျအသေးစိတ်လေ့လာကြည့်နေကြတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကကြက်ကြော်ကိုကြက်သားကိုအသားနှက်တဲ့နေရာကနေစပြီးတော့ကြော်တဲ့အထိစောင်းရန်အနေနဲ့သတိထားရမယ့်အချက်တွေကိုကျွန်တော်ကအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအချက်တွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာအခုဆက်နေတဲ့အခုဖြော်နေတဲ့မုန်းနှစ်ကတော့ဘာအတွက်လဲဆိုလို့ရှိရင်ကိုရီးယားစတိုင်ကြက်ချိုချင်းအဆက်လဲပါတာပေါ့နော်ကြက်ချိုချင်းဆိုမဲ့အဆက်ရတာကိုလည်းကျွန်တော်တို့ထည့်ထားပေးတယ်ကြက်ချိုချင်းဆက်ပေါ့ဗျာအဲ့ဒီကိုရီးယားစတိုင်ကိုရီးယားလို့ဆိုလို့ရှိရင်တော့ဓာတ်ကန်းချောင်းလို့ခေါ်တယ်ကြက်ချိုချင်းကြော်လေးရပါပြီအဆက်ရတာလေးလည်းပါမယ်ချိုချင်းလေးနဲ့အရန်စားကောင်းပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ crispy ကြက်ကြော်နဲ့ကိုရီးယားစတိုင်ကြက်ချိုချင်းကြော်ဖို့အတွက်ကြက်သားနှစ်နည်းကိုကျွန်တော်ကအသေးစိတ်ပြောပြပေးပါမယ်အခုကျွန်တော်သုံးထားတာကတော့ကျွန်တော်ကိုယ်တိုင်ဖော်ဆက်ထားတဲ့ကြက်သားနှက်တဲ့အမှုန့်ပဲဖြစ်ပါတယ်ဒီအမှုန့်မရှိဘူးဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကအချုံမုန့်ရဲ့ပြီးရင်အချုံမုန့်မသုံးညင်ဘူးဆိုလို့ရှိရင်လည်းအသားမှုန့်တစ်မျိုးမျိုးကိုသုံးပြီးတော့ကြက်သားနှက်လို့ရပါတယ်အခုလိုမျိုးတေးသေးချာချာလေးနယ်ဖက်ပြီးတော့ကြက်သားကိုနှက်ပေးရပါမယ်နှက်ပြီးသွားပြီဆိုလို့ရှိရင်နယ်ဖက်ပြီးသွားပြီဆိုလို့ရှိရင်ရေခဲတစ်တာရဲ့အောက်ကမှာ3ရက်ကနေ5ရက်အထိနှက်ထားပေးလို့ရပါတယ်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ထုတ်ပြီးကြော်မယ်ဆိုရင်ဒီကြက်သားလေးဟာလုံးဝကိုမှအပြင်ခွန်လေးက crispy ဖြစ်ပြီးတော့အတွင်းသားလေးဟာဆိုလို့ရှိရင်အစ်ဆက်နေမှာပဲဖြစ်ပါတယ်အခုကျွန်တော်သုံးပြနေတဲ့ကြက်သားနှက်တဲ့အမှုန့်ဟာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စီကနေအလွယ်တကူမှားလို့ရပါတယ်ကြက်သားနှက်တဲ့အမှုန့်ရဲ့အကြော်မှုန့်ရဲ့ကိုမှားလို့ရပါတယ်ခင်ဗျာဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိပါတယ်ကျွန်တော်အခုလောလောဆယ်ကိုရီးယားနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ကြောင့်ကိုရီးယားပြည်တွင်းဆိုရင်တော့အလွယ်တကူမှားလို့ရပြီးတော့ပြည်ပနိုင်ငံတွေကိုတော့ကျွန်တော်လောလောဆယ်မပို့ပေးသေးပါဘူးခင်ဗျာအဲ့ဒါလေးကိုကျွန်တော်တောင်းပန်ပါတယ်နောက်တစ်ချိန်ကျရင်တော့ကျွန်တော်ပို့ပေးနိုင်အောင်ကျွန်တော်စီစဉ်ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ရဲ့အကြော်မှုနဲ့အသားနှက်တဲ့အမှုကိုတစ်ခါတော့သုံးကြည့်စေချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အရန်ကုန်မှာအရသာလည်းရှိပြီးတော့ဓာတုဗေဒလည်းကင်းတာကြောင့်တစ်ခါတော့သုံးစေချင်တာပါဘာကြောင့်လဲဆိုရင်ဒီအသားနှက်တဲ့အမှုန့်လေးရဆိုလို့ရှိရင်သူ့တစ်မျိုးတည်းနဲ့အရာအလုံးပြည့်စုံစေပါတယ်နောက်ထပ်ဘယ်အမှုန့်တွေမှာထပ်ထည့်စရာမလိုဘဲနဲ့အသားလေးဟာအရသာရှိပြီးတော့နူးညံ့အိပ်ဆက်စေပါတယ်အခုလိုမျိုးအသားထဲအထိနှံ့ဆက်အောင်နေပြီးသွားပြီဆိုရင်တော့ကျွန်တော်ရှေ့မှာပြောထားသလိုပဲရေကက်တစ်တာရဲ့အောက်ကမှာ3ရက်ကနေ5ရက်ခန့်အထိနှက်ထားပေးရပါမယ်ကြွလေးတွေကိုတေးသေးချာချာလေးထည့်ပြီးတော့လေးလုံးအောင်လို့တေးသေးချာချာနှက်ထားမယ်ဆိုလို့ရှိရင်တော့အသားလေးကနူးညံ့အိပ်ဆက်စေမှာပါကျွန်တော်ပြောတဲ့ပုံစံတိုင်းလေးတေးသေးချာချာလေးလိုက်ပြီးတော့နှက်ကြည့်စေချင်ပါတယ်ကြက်သားနှစ်နည်းကိုလည်းပြောပြီးသွားပြီဆိုတော့ကျွန်တော်ကခဏနေလို့ရှိရင် crispy ကြက်ကြော်နဲ့ကိုရီးယားစတိုင်ကြက်ချိုချင်းကြော်နီးကိုအသေးစိတ်ပြောပြပေးမှာမို့အဆုံးထိကြည့်ရှုပေးစေချင်ပါတယ်ခင်ဗျာ crispy chicken အတွက်ပါနော် crispy chicken အတွက်ဒါကြက်တစ်ကောင်သုံးထားတယ်ကိုရီးယားကြက်ချိုချင်းအတွက်ဒါအသားကြီးတိတက်ရင်ပုံသားကြီးတိတက်အောင်သုံးထားတယ်ပေါ့နော်စီပူအောင်စောင့်နေတဲ့အချိန်မှာကျွန်တော်တို့ဘာတွေပြင်ဆင်ထားရမလဲဆိုတော့ crispy chicken ကြော်ဖို့အတွက်နှက်ထားတဲ့ကြက်သားလိုမယ်ကြက်သားကိုကျွန်တော်လွန်ခဲ့တဲ့3ရက်ကတေးသေးချာချာလေးနှက်ထားတာဖြစ်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်ကြော်ဖို့အတွက်အသင့်ဖြစ်နေပြီပေါ့နော်ကျွန်တော်ကအကြော်မုံကိုဘယ်လိုတစ်စိတ်သုံးထားလဲဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ကိုယ်တိုင်ဆက်ထားတဲ့အကြော်မုံပါဒီအကြော်မုံကိုကျွန်တော်သုံးထားတယ်တကယ်လို့အခုဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကအကြော်မုံဆက်ထားတာမျိုးမရှိဘူးဆိုလို့ရှိရင်ကိုရီးယားမှာဆိုလို့ရှိရင်တော့ဒီ Chicken Garu လို့ခေါ်တဲ့ဘတ်စုံသုံးအကြော်မုံကိုသုံးလို့ရတယ်ပေါ့နော်ကြက်ကြော်တွေမှာအဓိကထားသုံးလို့ရတဲ့အကြော်မုံကိုသုံးတယ်ပေါ့နော်ဒါမှမဟုတ်ဒီကိုရီးယားနိုင်ငံမှာပဲကျွန်တော်ချစ်ကြတဲ့မိတ်ဆွေတွေရှိတယ်ကျွန်တော်ကြော်မုံကိုစမ်းပြီးသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်မှားလို့ရတယ်ပထမဦးဆုံးမှာတဲ့အချိန်မှာကျွန်တော်မရောင်းပေးဘူးပေါ့နော် present လက်ဆောင်အနေနဲ့ကျွန်တော်ပေးမှာပေါ့နော်ဒါကတော့ကျွန်တော်ကိုယ်တိုင်ဆက်ထားတဲ့အကြော်မုံပါယုံကြည်နဲ့သုံးကြည့်လို့ရတဲ့ဓာတ်ရိုးဗီဇလုံးဝကင်းတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကကြော်ဖို့အတွက်အရင်ဆုံးပြင်ဆင်လိုက်မယ်နော်ဒီချက်ကဆိုလို့ရှိရင်ကျွန်တော်850 gram သုံးထားတယ်ဗျ850 gram အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အကြော်မုံ200 gram လောက်ကတ်မယ်ပေါ့နော်အကြော်မုံ200 gram လောက်ကတ်တဲ့နေရာမှာသုံးမယ်
ပြီးရင်တော့ဒီဘက်မှာကျတော့ကျွန်တော်ကအကြော်မုံ85 gram လောက်ရေဖြော်မယ်ပေါ့နော်85 gram လောက်ဖြော်ပြီးတော့ရေနဲ့ဖြော်ပြီးတော့ဒီကောင်နဲ့ကတ်ပြီးတော့မှဒီကအပေါ်ယံမှာထပ်ပြီးတော့ဆက်ကတ်မှာပေါ့နော်ကျွန်တော်တို့စီပွန်စောင့်နေတဲ့အချိန်မှာဒါလေးကိုမုံနစ်ဆက်ထားမယ်ပေါ့နော်မုံနစ်ဆက်ဖို့အတွက်ဒါရေခဲကြီးပါရေခဲလေးနဲ့မုံနစ်လေးနဲ့ကိုနှံ့အောင်ကျွန်တော်တို့မှွေပေးရမယ်ကိုလိုသလောက်ဆက်ပေါ့နော်မုံနစ်ကိုကလိုတဲ့ပမာဏလောက်အပြည့်အကျဲကိုလိုတဲ့ပမာဏဆက်လို့ရတယ်ဒါနည်းနည်းလေးပြည့်နေသေးလို့ကျွန်တော်ရေလေးနည်းနည်းလေးထည့်လိုက်မယ်နော်မွေတဲ့အခါမှာလည်းဒါအရင်မမွေရဘူးပေါ့နော်အရင်မွေလို့အမြုပ်တအားထသွားလို့ရှိရင်ဒီအကြော်မုံနေရဆိုရင်အရင်ပူတာကိုမကြိုက်ဘူးပေါ့နော်ဒါကြောင့်ဒီအနေထားလောက်လေးပဲမွေပေးရပါမယ်ဖြည်းဖြည်းပေါ့နော်ဖြည်းဖြည်းလေးနဲ့လုံးဝညက်သွားတဲ့အထိကျွန်တော်တို့မွေပေးဖို့လိုပါတယ်ဒါဆိုရင်တော့ကျွန်တော်ကြော်ရံအသင့်ပါပဲမုံနစ်ကဒီအနေထားလောက်ဆိုလို့ရှိရင်ရပြီပေါ့နော်မုံနစ်လေးလေးရလာပြီဆိုတော့မုံနစ်ကဒီအနေထားလောက်ကိုရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြက်သားနဲ့မုံနစ်ကိုရောပြီးတော့မှွေပေးထားရပါမယ်ကြက်သားနဲ့မုံနစ်ကိုရောမှွေတဲ့အခါမှာအဓိကကျတဲ့အချက်ကဘာလဲဆိုရင်ကျွန်တော်လက်နဲ့မှွေမယ်ဆိုလို့ရှိရင်ကြက်သားပုံပြတ်သွားတတ်တယ်ဒါကြောင့်ကျွန်တော်ဒီလိုရောင်းမကိုသုံးရမယ်ပေါ့နော်ရောင်းမနဲ့မှွေမယ်ဆိုရင်ကြက်သားကလုံးဝပုံမပြတ်ဖြစ်နေလှပပလေးထွက်တယ်ပေါ့နော်ကိုပုံသွင်းထားတဲ့အတိုင်းအရေခွန်အတိုင်းလေးပဲရှိနေပြီးတော့ကျွန်တော်တို့တခြားနေရာတွေကိုပြန့်နှံ့သွားခြင်းမရှိဘဲနဲ့ကြက်သားလေးကပုံမပြတ်ဖ ೇನೆ ပို့ပြီးတော့လှပပလေးရတယ်ပေါ့နော်ဒါကြောင့်ရောင်းမနဲ့မှွေပါဒါအသေးစိတ်ကျွန်တော်ပြောပြတာပါဘာပြောလို့လဲဆိုတော့စေတနာထားတာပါเนาะကျွန်တော်အခုရိုက်ပြလိုက်တဲ့ဗီဒီယိုကကိုယ်တိုင်စီးပွားဖြစ်ကြော်ရောင်းလို့ရတယ်အဲ့လိုအနေထားလောက်အထိကိုကျွန်တော်ရိုက်ပြထားတာပါအသေးစိတ်ပြောပြထားတာမို့လို့ဒီပုံစံတိုင်းလေးလိုက်လုပ်မယ်ဆိုလို့ရှင်ကျွန်တော်ရဲ့မိတ်ဆွေတွေအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်CO တွေကိုထည့်တဲ့အခါမှာလက်နဲ့ဒီလိုယူထည့်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုညှက်လေးတွေနဲ့ထည့်မယ်ဟောနော်ညှက်လေးတွေနဲ့ထည့်လို့ရှင်လက်လည်းအပူတက်တာမယ်ပြီးသွားလို့ရှင်ကျွန်တော်တို့ပို့ပြီးတော့တက်ရလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်ညှက်ကလေးတွေနဲ့ယူထည့်ပါမယ်ကြော်မုံလူဖို့အတွက်ကျွန်တော်တို့စပြီးတော့ပြင်ဆင်မယ်ဒါကျက်850 gram ပေါ့နော်ကြော်မုံကိုကျွန်တော်က200 gram လောက်ထိသုံးထားတယ်ပြီးရင်တော့ကျွန်တော်ဒါကြော်မုံနဲ့ကြက်သားနဲ့ကိုတည်တည်ချာလေးနှမ်းဆောင်ကတ်ပေးရပါမယ်ကတ်တဲ့အခါမှာလည်းအခုကျွန်တော်ပြထားသလိုအပေါ်အောက်လေးတည်တည်ချာလေးကတ်ပေးရပါမယ်အကျိန်20လောက်ပေါ့နော်ဒီလိုမျိုးနယ်တဲ့ပမာဏဟာအကျိန်25ကျိန်လောက်ကောင်းလေးစုပ်နေပြီးတော့အမုံကတ်ပေးလိုက်မယ်ဆိုလို့ရှိရင်လုံလောက်ပါတယ်ဗောနော်ဒါဆိုလို့ရှိရင်လုံးဝဟိုမှာ crispy ဖြစ်စေတယ်ဗောနော် crispy ဖြစ်စေတယ်ကျွန်တော်တို့ကတခါတည်းတန်ရှင်းပါတခါတည်းလုပ်ရတယ်နော်ကျွန်တော်ကြက်ကြော်ပဲကြော်ဘယ်ရာပဲလို့တန်ရှင်းတခါတည်းလုပ်ဖို့လိုအပ်ပါတယ်အကြော်မုံတွေကိုလုံးဝပြောင်းအောင်ကျွန်တော်တို့ခါပေးဖို့လိုတယ်ဘာကြောင့်လဲဆိုရင်အကြော်မုံမပြောင်းဘူးဆိုလို့ရှိရင်ဒီထဲထဲမှာအကြော်မုံများသွားလို့ရှိရင်အပူချိန်တအားထိုးကျသွားပြီးတော့အယောင်လည်းမလှဘူးပြီးရင်တူးတာဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်တေချာလေးခါပေးရမယ်ပြီးရင်ထဲတဲ့အခါမှာလည်းဒီလိုပုံစံမျိုးလေးထည့်ပေးရမယ်နော်ရပြီပြီးရင်အကောင်ခါပြီးတော့ထည့်မယ်ထည့်ပြီးသွားပြီဆိုရင်10မိနစ်လောက်ကြာတဲ့အခါမှာကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်ဒီလိုတူလေးနဲ့ဟိုဘက်ဒီဘက်ရွှေ့ပေးရတယ်မရွှေ့ဘူးဆိုရင်
ကျွန်တော်တို့ကကြက်ကြော်ကအောက်ဘက်မှာကတ်သွားမှာပေါ့နော်ကတ်သွားလို့ရှိရင်အယောင်မလှဘူးပြီးတော့ customer လက်ထက်ရောက်သွားလို့ရှိရင်ပုံပြတ်သွားမယ်တူးတာဖြစ်မှာဆိုလို့ကျွန်တော်တို့ကဒီလိုမျိုးတူလေးနဲ့အရင်ဆုံးဟိုဘက်ဒီဘက်လေးကိုလှည့်ပေးရမယ်နော်လုံးဝရှယ်ကြီးနော်လုံးဝကိုမှ crispy ဖြစ်စေမဲ့ကြက်ကြော်ပါကြက်ကြော်ကြော်တဲ့အခါမှာကျွန်တော်တို့ဒီကြက်ကြော်ကိုစီစစ်ဖို့အတွက်ဒီလိုစကားလေးတွေလည်းလိုမယ်ပြီးရင်ဒီလိုဟာမျိုးလေးတွေလိုမယ်ပေါ့နော်ဒါတွေကိုမရှိမဖြစ်ဆောင်ထားပေးရမယ်ပြီးရင်နောက်တစ်ခုကျတော့ကြက်ကြော်ကြော်တဲ့အခါမှာဒီလိုတိုင်မာလိုတယ်တိုင်မာရှိမှသာလျှင်ကျွန်တော်တို့ကကြက်ကြော်ကဘယ်နှမိနစ်ထိကျွန်တော်တို့ကြော်လိုက်ရင်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကျွန်တော်တို့သိမှာပါတိုင်မာရှိဖို့လိုအပ်ပါတယ်တိုင်မာအရေးကြီးတယ်ပေါ့နော်ပြီးရင်4မိနစ်5မိနစ်လောက်ကြာတဲ့အခါမှာကျွန်တော်တို့အခုလိုမျိုးပဲနည်းလေးမှွေပေးရမယ်မှွေပြီးသွားရင်ဒီလိုပုံစံမျိုးလေးအပေါ်အောက်လုပ်ပေးရမယ်ဒါမှသာလျှင်သူကကြက်ကြော်ပို့ပြီးတော့ကျွတ်ရွာလေးဖြစ်စေတယ်ကိုရီးယားကြက်ကြော်တွေရဲ့ကိုရီးယားစတိုင်ကြက်ကြော်တွေရဲ့ထူးခြားချက်ပေါ့နော်ထူးခြားချက်ကဆိုရင်သူကတပည့်ကြော်တာနှစ်ဆကြော်ပေးရတယ်ပထမတစ်ခါမှာဆိုလို့ရှိရင်9မိနစ်နဲ့10မိနစ်ကြာကြော်တယ်ပြီးရင်ပြန်စစ်ထားတယ်ပြန်စစ်ထားတဲ့အခါကဘယ်နှစ်မိနစ်လောက်ကြာမလဲဆိုရင်ကျွန်တော်ထင်3မိနစ်လောက်ကြာမယ်ဘာကြောင့်လဲဆိုရင်စီပူချိန်ပြန်တက်လာတဲ့အချိန်ကိုစောင့်တာဖြစ်တဲ့အတွက်ကြောင့်ပထမတစ်ခါ10မိနစ်လောက်ကြော်ပြီးရင်ပြန်စစ်မယ်စစ်ပြီးသွားလို့ရှိရင်3မိနစ်လောက်စောင့်ဒုတိယတစ်ပြန်ကြော်တဲ့ခါကျရင်တော့ကျွန်တော်က4မိနစ်နဲ့5မိနစ်ချောင်းကြော်တယ်ပေါ့နော်ဒါကျွန်တော်စေတနာနဲ့အကုန်ပြောပြပေးနေတာပါစီးပွားဖြစ်လုံးဝသူတွေအတွက်ဆိုရင်တော့ကျွန်တော်အခုပြောပြပေးတဲ့အရာတွေကလုံးဝအသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပထမတစ်ပြန်မှာဆိုလို့ရှိရင်ဒီလိုအနေထားရှိမယ်နော်စီကိုလည်းဒီလိုများများလေးထည့်ပါဗျာကြက်ကြော်ကြော်တဲ့ကစီများဖို့လည်းလိုတယ်ပြီးတော့စီတန့်ဖို့လည်းလိုတယ်ဒါခဏနေလို့ရှိရင်ဒါချလို့ရပြီပထမတစ်ပြန်ပြီးသွားလို့ရှိရင်3မိနစ်လောက်ချပြီးရင်ဒုတိယတစ်ပြန်ထပ်ကြော်5မိနစ်လောက်ဆိုလို့ရှိရင်လုံးဝမှ crispy ဖြစ်တဲ့ကြက်ကြော်ကိုရရှိမှာပါပထမတစ်ပြန်ရပြီပေါ့နော်ပထမတစ်ပြန်ကျွန်တော်10မိနစ်နီးပါးလောက်ကျွန်တော်ကြော်ထားတဲ့ကြက်ကြော်လေးပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ဆယ်လိုက်ပြီဆိုလို့ရှိရင်တော့နောက်ထပ်3မိနစ်လောက်စောင့်ပေးရမယ်ရှေ့မှာပြောထားသလိုပဲသူ့ရဲ့အတန်ဝါအစားအဲ့လိုဖြစ်နေရပါတော့ကျွတ်ရွရလေးဒါတော့ဒါပထမတစ်ပြန်ပဲရှိပါသေးတယ်တိုင်မာလည်းမီလာပြီနော်ကွက်တိသူ့အနေနဲ့သူအချိတ်ဆက်တွေနဲ့ဒါကျွတ်ရွရလေးနဲ့လုံးဝကိုမှရောင်ကာလာအစအရမ်းမိုက်ပါတယ်ကြည့်ကြပါအောင်ဗျာလုံးဝ KFC style ကျွန်တော်က crispy ပေါ့နော် crispy ပုံစံကြော်ထားတာလုံးဝကိုမှစားလိုက်တဲ့အခါမှာအပြင်ခွန်လေးကကျွတ်ရွနေပြီးတော့အထဲထဲမှာ juicy အပြည့်နဲ့ရှိနေမယ်ကျွန်တော်ပြောတော့မယုံဘူးဆိုရင်လိုက်လို့ကြည့်ကိုယ်တိုင်လိုက်လို့ကြည့်လို့ရှိရင်သိမယ်နော်ပြီးရင်ကျွန်တော်တို့ဒီထဲထဲမှာရှိတဲ့မုံနဲ့အကတ်တွေကိုကျွန်တော်တို့ဖယ်ပေးရမယ်မဟုတ်ဘူးဆိုလို့ရှိရင်စီယာတူးသွားတတ်တယ်ပေါ့နော်ကျွန်တော်တို့ခုနကတပြန်ကြော်ထားတဲ့ crispy ကြက်ကြော်လေးကိုစားပြီးတော့ပြန်ထည့်မယ်နော်ဒါဒုတိယတစ်ပြန်အနေထားပါဒုတိယတစ်ပြန်ထည့်တဲ့အခါမှာသူကဒီလိုပဲလုံးဝကိုမှ crispy တန်နေထွက်လာပြီနော်စီပူချိန်လေးကလည်းကောင်းနေတယ်ဆိုတော့လုံးဝ crispy ပုံစံမျိုးလေးတန်လေးကကျွတ်ရွာလေးထွက်လာပြီနော်ဒီလိုအချိန်မှာနည်းနည်းလေးမှွေပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒုတိယအချိန်ဖြစ်တဲ့အတွက်ကြောင့်အပေါ်အောက်ညီနေဖို့လိုတယ်ပေါ့နော်။တနေရာလဲဆိုလို့ရှိရင်အယောင်ကတစ်ဖက်တည်းရင့်သွားတာမျိုးဖြစ်တတ်တယ်။ဒါကို4မိနစ်ကနေ5မိနစ်လောက်ကြော်လိုက်လို့ရှိရင်လုံးဝရပါပြီ။ဒီနေသားဆိုလို့ရှိရင်ကျွန်တော်တို့ချလို့ရပြီပေါ့နော်။အယောင်လေးလည်းရင့်လာပြီ။
လုံးဝကျွတ်ရွလေးလည်းဖြစ်လာပြီဆိုလို့ရှိရင်ဒီအနေထားဆိုလို့ရှိရင်ကျွန်တော်တို့ခွင်ကနေချလို့ရပါပြီအရောင်လေးကိုကြည့်ပါဒီလိုအနေထားမျိုးလေးဖြစ်ကြမယ်နော်ဒါမျိုးလေးဖြစ်နေရမယ်နော်ပြီးတော့ကျွတ်ရွတဲ့အတန်လည်းဒါမျိုးလေးဖြစ်နေရမယ်ကြည့်လိုက်ပါဦးဗျာကြက်ကြော်လေးကဘယ်လောက်တောင်လှနေလဲဆိုတာနော်အရန်ကိုမှကျွတ်ရွပြီးတော့မကြည့်အောင်အခွန်တွေကိုများလန်နေရပဲတွေ့လားလုံးဝရှယ်နော်ကိုယ်တိုင်ကြော်စားကြည့်ကျွန်တော်ပြောတဲ့အတိုင်းမဟုတ်ဘူးဆိုရင်ဇက်ဖြတ်အခုဆက်နေတယ်အခုဖြော်နေတဲ့မုန်းနှစ်ကတော့ဘာအတွက်လဲဆိုလို့ရှင်ကိုရီးယားစတိုင်ကြက်ချိုချင်းအဆက်လဲပါတော့ဗောနော်ကြက်ချိုချင်းဆိုမဲ့အဆက်ရတာကိုလည်းကျွန်တော်တို့ထည့်ထားပေးတယ်ကြက်ချိုချင်းဆက်ပေါ့ဗျာအဲ့ဒီကိုရီးယားစတိုင်ကိုရီးယားလို့ဆိုလို့ရှိရင်တော့ဓာတ်ကန်ချောင်းလို့ခေါ်တယ်ဓာတ်ကန်ချောင်းလို့ခေါ်တယ်ကိုရီးယားစတိုင်ကြက်ချိုချင်းကြော်လေးကြော်မှာဖြစ်ပါတယ်ဒါကြက်ချိုချင်းကြော်ဖို့အတွက်ဆိုလို့ရှိရင်မုန်းနှစ်ကအပြည့်အကျကဒီလိုအနေထားရှိရမယ်နော်ဒီလိုအနေထားရှိရမယ်ဒါကတော့ကိုကြိုက်နေတဲ့ရပါကိုကြိုက်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်ကြော်လို့ရတယ်ကြဲကြဲလေးကြော်မလားပြပြလေးကြော်မလားဒါကိုပုံမှာမူတည်တယ်ပေါ့နော်ကိုရီးယားစတိုင်ကြက်ချိုချင်းဓာတ်ကန်ချောင်းကြော်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကရင်ပုံသား900 gram ကိုသုံးထားတယ်နော်ရင်ပုံသား900 gram ကိုဒီထဲကိုထည့်လိုက်မယ်ရှေ့မှာပြောထားသလိုပဲကျွန်တော်တို့ကကြက်သားကိုမုံနှစ်နဲ့ကြက်သားကိုမုံနှစ်နဲ့ဆက်ပြီးမှွေတဲ့အခါမှာဒီလိုမျိုးရောင်းမလေးနဲ့မှွေပေးရတယ်လက်နဲ့မနေရအောင်နော်လက်နဲ့နေလို့ရှိရင်ကြက်သားတွေပုံပြတ်သွားတတ်တယ်ပြီးတော့လက်လည်းညစ်ပတ်တယ်ဗျာရောင်းမလေးနဲ့ဆိုလို့ရှိရင်တည်တည်တက်တက်လည်းရှိတယ်ကြက်သားလည်းပုံမပြတ်ဘူးနော်ဒါလေးတွေတီးဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ကစိုက်မှာကိုယ်တိုင်ကြော်ရောင်းတဲ့အခါမှာဒီလိုမျိုးလေးတည်တည်တက်တက်လေးနဲ့တက်တက်ရဲလေးလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်တန်ရှင်းတက်ရမှုပိုင်းလည်းအရန်ကိုမှပို့ပြီးတော့ကောင်းသွားစေတယ်ပေါ့နော်စားတောင်းသူအတွက်လည်းသူတို့တွေပို့ပြီးတော့ယုံကြည်မှုရရှိစေတယ်ဒါကြောင့်ဒီလိုပုံစံမျိုးလေးမှွေပေးပါဒီလိုမှွေနေတဲ့အချိန်မှာကျွန်တော်စီရလည်းအပူချင်းကလည်းတက်လာပြီဆိုတော့စပြီးတော့ကြော်လို့ရပြီနော်ထည့်တဲ့အခါမှာကျွန်တော်တို့ကဒီလိုညှက်ကလေးတွေသုံးရမယ်ညှက်ကလေးနဲ့ထည့်လို့ရှိရင်ပို့ပြီးတော့တည်တက်တယ်နော်ရပြီဗျအပူချင်းကလည်းရပြီနော်ဒါဆိုကျွန်တော်တိုင်မှာစပေးလိုက်မယ်စပြီးတော့ထည့်မယ်နော်ဒီကြက်ချိုချင်းကြော်တာကြတော့ကျွန်တော်စော့နဲ့ကြော်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောဖို့မေ့သွားလို့ပေါ့နော်စော့နဲ့ကြော်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမုံနှစ်နဲ့နယ်လိုက်ရင်ရပြီနောက်ထပ်အကြော်မုံနဲ့ထပ်ကတ်စရာမလိုတော့ဘူးနော်အဲ့ပိုင်းလေးတော့ရှိတယ်ပြီးတော့မှကျွန်တော်တို့ကစော့နဲ့ပြန်ပြီးတော့နယ်မယ်တော့ပိုကီတွေပါတယ်နဲ့ရှယ်ကြော်ပြမယ်နော်ကျွန်တော်တို့ကြည့်လိုက်ကြမယ်ဒါဆိုတော့စပြီးထည့်ပါပြီတိုင်မှာလည်းပေးထားပြီးပြီဆိုတော့ထည့်တဲ့အခါမှာနည်းနည်းလေးလက်တွတ်တွတ်လေးထည့်ပါနော်ဒီကြက်ချိုချင်းကြော်လဲလုံးဝ crispy ပဲဗျာဘာဖြစ်လို့လဲဆိုတော့ तू ကလည်းတပည့်ကြော်မှာကြက်ချိုချင်းအနှစ်နဲ့ကိုရီးယားကြက်ချိုချင်းအနှစ်နဲ့အဲ့ဒါကိုလည်းကျွန်တော်ဆက်ပြမယ်ပေါ့နော်အဲ့ဒီဟာနဲ့ကျွန်တော်တို့ပြန်ပြီးတော့လူးမယ်ပြီးရင်မိတ်ဆွေတို့အရန်အောင်မှကြိုက်တဲ့တော့ပူကီအဲ့ဒီတော့ပူကီနဲ့ကျွန်တော်ပြန်ပြီးတော့ကြော်ပြမှာပါတေချာလဲစားပြမယ်ရပြီနော်ဒါဆိုရင်တော့ဘုံထဲလို့ပြီးသွားပြီဆိုတော့ကျွန်တော်ရှေ့မှာပြောထားသလိုပဲထည့်ပြီးသွားပြီဆိုရင်ခဏနေလို့ရှိရင်ဒီလိုတူလေးနဲ့မှွေပေးရမယ်နော်တူလေးတွေနဲ့မှွေပေးရမယ်ဒါမှသာလည်းအောက်မှာမကတ်ဘူးပြီးရင်တော့ဒီလိုစကားလေးနဲ့နည်းနည်းလေးပြန်ပြီးတော့ဖွပေးရမယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကမုံအကြော်မုံနဲ့ပြန်ပြီးတော့အမုံနဲ့ပြန်မကတ်ထားဘူးမုံနဲ့ပြန်မကတ်ထားဖြစ်တဲ့အတွက်ကြောင့်သူကတစ်ခုနဲ့တစ်ခုပူးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေပူးတယ်ပူးတာလေးကိုကျွန်တော်တို့နည်းနည်းလေးတွေပြန်ခွာပေးရမယ်ဒီအကြော်မှာတော့ဒါမျိုးလေးတွေတော့ရှိတယ်နော်အခုလိုကြော်နေတဲ့အချိန်မှာကျွန်တော်တို့ကြက်ချိုချင်းအတွက်ငရုတ်သီးစိမ်းရဲ့တော့ပိုကီရဲ့ကိုကျွန်တော်တို့ပြင်ဆင်ပေးရမယ်ငရုတ်သီးစိမ်းကိုတော့ကျွန်တော်ပါးလေးတွေလှီးပေးထားမယ်တော့ပိုကီကိုခဏနေလို့ရှိရင်ကြော်ပြမယ်တော့ပိုကီကြော်တာနဲ့ငရုတ်သီးစိမ်းနဲ့ပြီးရင်စော့နဲ့ကြက်သားနဲ့ကိုရောလိုက်လို့ရှိရင်ချင်းငံဆက်ချင်းငံငံလေးနဲ့ရမ်းကိုမှစားလို့ကောင်းပါပါကြက်ချိုချင်းကြော်ဖို့အတွက်ငရုတ်သီးစိမ်းလေးတွေကျွန်တော်တို့စားပြီးတော့ညှက်ထားပေးမယ်နော်ကြက်သားကြော်နေတဲ့အချိန်မှာကျွန်တော်တို့ကဒါလေးတွေပြင်ဆင်ပေးထားဖို့လိုအပ်ပါတယ်ဒါမှသာတစ်ခုပြီးတစ်ခုအလှမီကြော်လို့ရမှာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကြက်သားတွေအေးသွားတတ်တယ်ဒါလေးတွေကိုကျွန်တော်တို့ကြော်နေတဲ့အချိန်မှာပြင်ဆင်ပေးထားမယ်နော်ဒါကတော့ကိုယ့်ဘက်ကိုယူစားနဲ့ကိုညှိပြီးတော့လုပ်လို့ရရနော်ဒီကြက်ချိုချင်းကြော်ဖို့အတွက်ကကျွန်တော်ကဘယ်နှမိနစ်ကြော်လဲဆိုလို့ရှိရင်
အနည်းဆုံး9မိနစ်10မိနစ်လောက်ထိကျွန်တော်ကြော်ပေးတယ်နော်တိုင်မာလည်းရပြီဆိုတော့ကျွန်တော်တို့ဒါစပြီးတော့ဆယ်လို့ရပါပြီတိုင်မာလေးကိုပိတ်လိုက်မယ်ရပြီနော်ကြက်ချိုချင်းကြော်လေးကိုကျွန်တော်တို့ပြန်ဆယ်လို့ရပါပြီအရန်ကိုမှမကြည့်အောင်အတန်ကိုကြည့်လိုက်အတန်ကိုရှယ်နော်ရှယ်ဒါဆိုရင်တော့အခုချိန်ရစပြီးတော့ top bookie စပြီးတော့ကြော်ပြမယ် top bookie လေးကိုဘယ်လိုမျိုးကြော်ရလဲဆိုတာကျွန်တော်တို့ကြည့်လေးကြအောင်များသောအားဖြင့်ကျွန်တော်တို့က top bookie ကိုများသောအားဖြင့်ကျွန်တော်တို့ top bookie ကိုပြုတ်တယ်လို့ပဲသိထားကြတယ်ဒါပေမဲ့ကြက်ကြော်ရင်းနဲ့ကြော်တဲ့အခါမှာ top bookie ကိုပြုတ်စရာမလိုဘူးဒီလိုမျိုးပဲကြော်ရတယ်နော်ကျွန်တော်တို့ကြည့်လေးကြရအောင်စီထဲကိုကျွန်တော်တို့ဒီလိုပုံစံမျိုးလေးထည့်ရနော်ပြီးရင်လှုပ်ပေးရမယ်တူလေးနဲ့ဒီလိုမျိုးလေးလုပ်ပေးမယ်ဆိုရင်တော့တစ်ခုနဲ့တစ်ခုမထပ်တော့ဘူးပေါ့ဗျာဘယ်လိုနေထားလောက်ထိကြော်ရမလဲဆိုလို့ရှိရင်သူ့ကိုဒီလိုမျိုးလေးထိုးကြည့်လိုက်အထဲထဲကိုဣသွားပြီဆိုလို့ရှိရင်ရပြီနော်ဒါဆိုနည်းနည်းလေးလိုသေးတယ်ရပြီနော်ဒီလောက်ဆိုရင်ရသူ့ရဲ့အတန်လေးကိုလည်းကြည့်ဒီလိုပုံစံမျိုးလေးဖြစ်နေရမယ်နော်ကိုရီးယားစတိုင်ကြက်ချိုချင်းကြော်ဖို့အတွက်ဆိုလို့ရှိရင်ဓာတ်ကန်းချောင်းနှစ်ကိုအရင်ဆုံးကျွန်တော်တို့အိုးထဲကိုထည့်ပေးရမယ်ပြီးရင်ရေလေးအနည်းငယ်ထည့်ပေးရမယ်နော်ပြီးရင်တော့အရင်ဆုံးသူ့ကိုနည်းနည်းလေးပူလာသည့်အထိကျွန်တော်တို့တည်ပေးရပါမယ်အဲ့လိုအချိန်မှာခုနကကြော်ထားတဲ့ top bookie လေးကိုတခါတည်းရောထည့်ပေးမယ်ဒါမှသာ top bookie လေးကအီလေးနဲ့အရင်အောင်မှာစားကောင်းမှာပါကြည့်ပါဦးဗျာဘယ်လောက်လှနေလဲခုနကကျွန်တော်အစ်စ်လှုပ်ထားတဲ့ငရုတ်ကြီးစိမ်းလေးထည့်မယ်နော်ပြီးတော့နန်းလေးနည်းနည်းထည့်မယ်နော်ကြက်သားရေမုံသားလေးနဲ့ခုလိုပဲမှုလိုက်မယ်ဆိုရင်တော့လုံးဝကိုမှရှူးရှဲပွင့်ထွက်စေတဲ့ကြက်ချိုချင်းကြော်လေးရပါပြီအဆက်အရသာလေးလည်းပါမယ်ချိုချိုချင်းချင်းလေးနဲ့အရန်စားကောင်းပါတယ်ဓာတ်ကန်းချောင်းအနှစ်ဆက်နီးကိုလည်းကျွန်တော်ရှေ့မှာလည်းပြထားတယ်နောက်ထပ်လည်းထပ်ပြီးတော့ဗီဒီယိုလေးနဲ့ကျွန်တော်ထပ်တင်ပေးဦးမယ်နော်ဓာတ်ကန်းချောင်းအနှစ်ကိုလေရှယ်ပဲနော်ဒါဆိုရင်ရပါပြီအားလုံးပဲမင်္ဂလာပါခင်ဗျာကြက်ကြော်လေးရလည်းရလာပြီဆိုတော့ကျွန်တော်တို့ဆော့ဆက်တဲ့နီးလေးကိုကျွန်တော်ပြပေးမယ်နော်ဆော့ဆက်ဖို့အတွက်ကျွန်တော်တို့တကြားအနည်းငယ်ထည့်မယ်ပြီးရင်ဒါမယောနေမယောနေကိုလည်းကျွန်တော်တို့100 gram လောက်ထိထည့်ပေးမယ်ပြီးရင်နွားနို့25 gram လောက်ထည့်မယ်နွားနို့25 gram လောက်ထည့်မယ်ပြီးရင်ဒါရှာလကာရေပေါ့နော်ရှာလကာရေကိုကျွန်တော်တို့3 gram လောက်ထိထည့်ပေးမယ်ပြီးရင်သေချာလေးနှမ်းစားအောင်မှွေပေးလိုက်ရင်ကြက်ချိုချင်းကြော်လေးပေါ်မှာတော့ပင်အနေနဲ့တင်လို့ရတဲ့ဆော့လေးကိုရရှိသလို crispy ကြက်ကြော်လေးနဲ့တွဲစားဖို့အတွက်လည်းဆော့ဖြစ်ရရှိမှာပဲဖြစ်ပါတယ်ဆော့လေးလည်းရလာပြီဆိုတော့ကျွန်တော်တို့ဒီမှာကြက်ချိုချင်းပေါ်မှာတော့ပင်လေးဖြူလိုက်မယ်နော်ရန်ကိုမှရှယ်ကောင်းတော့ဗျာ
ဒီပေါ်မှာကတော့ကျွန်တော်က fastly လေးနဲ့ဖြူလိုက်မယ်နော်ပို့ပြီးတော့လာပပလေးနဲ့မှုကြင်ကြင်လေးစားလို့ရအောင်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့ Korea style crispy ကြက်ကြော်လေးနဲ့ Korea style ကြက်ချိုချင်ကြော်လေးကိုကျွန်တော်ကြော်ပြပေးထားတာဆိုလို့ရှင်အခုဆိုလို့ရှင်စားဖို့အတွက်အသင့်ဖြစ်နေပါပြီဘလောက်ထိထူးခဲ့ပြီးတော့ရတာရှိသလဲဆိုတာကျွန်တော်ပြပြပေးပါမယ်ကြက်ချိုချင်ကြော်လေးရဆိုလို့ရှင်ကျွန်တော်တို့ tteokbokki ပါမယ်ပြီးတော့လို့ရှင်ဒီမှာငရုတ်သီးစိမ်းပါတယ်ပေါ့နော် tteokbokki ပါမယ်ငရုတ်သီးစိမ်းပါမယ် mayonnaise လေးရဲ့အရန်ကိုမှစားလို့ကောင်းတော့ကြက်ကြော်လေးပဲဖြစ်ပါတယ်ဒါလေးရဆိုရှင် Korea style ကြက်ချိုချင်ကြော်လေးပါကြည့်လိုက်ပါဦးဗျာအယောင်အဆင့်အနံ့ရတာနဲ့လုံးဝပြည့်စုံနေတာနော်အထဲထဲမှာလည်းအီဆူဆူလေးနဲ့အရန်စားကောင်းတဲ့အပြင်ကကြွကြွလေးနဲ့ပေါ့နော်ဒါလေးကတော့ Korea style crispy ကြက်ကြော်လေးပါဘလောက်ထိရတာရှိလဲဆိုတာစမ်းသပ်ပြပေးမယ်ကျွန်တော်အပြောတယ်မဟုတ်ဘဲနဲ့ကျွန်တော်နေတိုင်းတေးသေးချာချာလေးလိုက်ကြော်ကြည့်လုံးဝစိုင်ဖွင့်နိုင်တဲ့အထိဖြစ်သွားစေရမယ်လုံးဝအောင်မှာလုပ်ငန်းရှင်တယောက်အဖြစ်ရက်တည်သွားနိုင်ရမယ်အရင်ဆုံးတော့မိသားစုတွေကိုကြော်ကြွေးကြည့်ဘလောက်ထိစားကောင်းလဲဆိုတာကိုယ်တိုင်လက်တွေ့သိမှာပါဒါကြောင့်ကျွန်တော်အခုစားကြည့်လိုက်မယ်နော်အရင်ဆုံး crispy ကြက်ကြော်လေးကိုအရင်ဆုံးစားပြမယ်နော်စားကြပါအောင်ဗျာကြက်ကြော်ဘယ်လောက်ကျွတ်တယ်လဲဆိုတာကြည့်ကြည့်နော်crispy ကြက်ကြော်လေးမကြည့်အောင်လုံးဝအောင်မှာနော်မကြည့်အခွန်ကြည့်လုံးဝအောင်ရှယ်ခွန်လေးကိုကြည့်သွားပြီဆိုတော့အတန်လေးနားထောင်ကြည့်အိုးစော်ရင်စားကြပါအောင်ဗျာcrispy ကြက်ကြော်တွေကဒဘယ်ကြော်ထတာဖြစ်တဲ့အတွက်ကြောင့်အရန်ကမှကျွတ်ကျွတ်ရွာလေးနဲ့စားလို့အရန်ကောင်းတယ်အတန်နားထောင်ကြည့်ဗျာညောင်းဝရှယ်ကြီးနော်ဒါလေးကတော့ကြက်ချိုချင်းလေးနော်ကြက်ချိုချင်းလေးဆွဲပြမယ်မကြည့်အောင်သူကလေအထဲထဲမှာလုံးဝမကြည့်အောင် juicy နဲ့လုံးဝ eat ဆက်နေရနော်အရန်စားကောင်းတော့လေပြီးရင်ဒီမှာ tteokbokki လေးကလည်းကြည့်ပါအောင်ဗျာအရန်စားကောင်းတယ်နော်သူ့တိုင်းပဲစားစော့လေးနဲ့ပဲတို့စားရပါအောင်ဗျာအရန်စားကောင်းတယ်သူကလေချိုချင်းဆက်လေးနဲ့အထဲထဲကအသားလေးကဣနေတာကြောင့်ရှယ်ပဲဗျာအရန်စားကောင်းတော့ပဲဒါဆိုရင်တော့ကျွန်တော်ဆက်စားလိုက်အောင်မယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစကနေအဆုံးအထိအချိန်ပေးပြီးတော့ကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ